နန်းတွင်းတနေရာကစားတော့ဆိုင်တစ်ဆိုင်စစ်တီရဲမှတ်တွေတောက်စားနေရတယ်။တောင်စုံဝိုင်းမှာတယောက်တည်းထိုင်တောက်နေတဲ့လူတူအရက်ကိုတစ်ကြိုက်ပြီးတစ်ကြိုက်ဇက်တိုက်မော့တောက်နေရင်အိုးပါရိုက်ခွဲပလိုက်တယ်။သူ့ကြောင့်ဘေးဝိုင်းနဲ့အနောက်ရှက်ဖြစ်နေတယ်။ကျင်ရှိတယောက်မှာကိုစိတ်ကောက်မပြေသေးပဲထိုင်ပူနေတာမို့ကိုရန်တို့ကြီးကပါလှုပ်လှုပ်ကိုတတိပေးနေရတယ်။တကယ်အဖြစ်မှန်ဖြစ်တဲ့ရာရှိလီယာကုန်းနဲ့ဆောင်းကြမြိုင်ကပိုင်တို့ချိတ်ပေးတာကိုတော့မိဖုရားရှင်းပြလို့တိပြီးပြီ။စစ်တီတရားလော်ကြီးပြေးလာပြီးကိစ္စတစ်ခုကိုရှောက်တင်တယ်။ဘာမှန်းတော့မသိပေမဲ့ရေးကြီးမဲ့ပုံပဲ။အဲ့စစ်တီနောက်ကိုဂျင်ရှိနဲ့ကိုရန်တော်ကြီးချက်ချင်းလိုက်သွားတယ်။အသက်50အရွယ်လူတယောက်ရဲလွန်ကျွန်းတောင်းရင်ဆုံးသွားတဲ့ကိစ္စကိုမိဖုရားကိုလာရှောက်တင်တယ်။တည်တဲ့လူကယာတို့အမြင်နဲ့ရပါပဲ။ဂျင်ရှိကဒီကိစ္စနဲ့ပတ်သက်လို့တမားတော်တစ်ဖြစ်လဲစုံတော့မှာအမြင်ကိုမေးတယ်။တည်သွားတဲ့လူရဲ့အမည်ကကိုဦးနန်းအရက်ကိုလွန်ကျွန်းတောက်တဲ့လူဒါကမနေ့ကကိုဦးနန်းတောက်ခဲ့တဲ့ရက်စစ်ကြည့်ပါဦးမဟုတ်တောက်ထီတယ်အရက်ကလွန်ကန်နေတယ်ထူးဆန်းတယ်ဒါပေမဲ့ကိုဦးနန်းကအချိုရမ်းကြိုက်တယ်လို့ဂျင်ရှိရဖြေတယ်မဟုတ်အစစ်ဆေးလွန်နေပြီတစ်ခွက်ပြီးတစ်ခွက်ကိုစောနေတယ်တော်ရည်တယ်ဘီမဟုတ်ပဲစာကေးဖြစ်နေလို့ဂျင်ရှိကဆရာကိုဦးနန်းနောက်ဆုံးတောက်ခဲ့တဲ့ပလင်းခွဲပိုင်းစားတွေကိုပြတယ်မဟုတ်လက်နဲ့တို့ပြီးရတယ်အဆင်ပြေတယ်အစိမ့်မရှိဘူးဒါပေမဲ့ရမ်းငံနေတယ်စားတွေအများကြီးပါနေတယ်တော်တော်ကိုများတဲ့ပမာဏဥကွဲစာ6ကတ်တော့တောင်စားတွေကတ်နေတော့မယ်စားကလူခန္ဓာကိုယ်အတွက်လိုအပ်ပေမဲ့အရမ်းများတော့ရင်အစိမ့်ဖြစ်နိုင်တယ်ကိုယ်ဦးနန်တေဆုံးရတာကတောက်ခဲ့တဲ့ပမာဏနဲ့စားပါဝင်မှုနှုန်းများတာကြောင့်မဟုတ်ကောက်ချက်ချတယ်